ခေါင်းဆောင်ကိုတက်လိုက်ရင်နိုင်ငံတစ်ခုပြိုလဲသွားမယ်ဒါစီးလောကရဲ့ရိုးရှင်းတဲ့နီးယာမှာတစ်ခုပါဒါပေမဲ့2026ခုနှစ်ရဲ့ဖေဖော်ဝါရီလ28ရက်နေ့ညမှာအီရန်နိုင်ငံအနှံ့ပြဖြစ်ပွားခဲ့တဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနောက်ပိုင်းမှာတော့ဒီနီးယာမှာအီရန်အတွက်အလုံးမဖြစ်တော့ဘူးဆိုတာကမ္ဘာကသိလိုက်ရပါတယ်။အီရန်ရဲ့အမြင့်ဆုံးခေါင်းဆောင်ပိုင်းနဲ့ဗဟိုကုကဲမှုစနစ်တွေကိုတိုက်ခိုက်ခံရပေမဲ့အီရန်စစ်တပ်ဟာမပြိုလဲတဲ့ပြင်ပုံမူပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုပါလှုံ့ဆော်လာနိုင်ခဲ့ပါတယ်။ဒါဟာဘာကြောင့်လဲ။အဖြေကတော့အီရန်ကနှစ်ပေါင်း20ကျော်ကြာလှုပ်ဝက်ပြင်ဆင်လာခဲ့တဲ့မိုစစ်ကာကွယ်ရေးစစ်ဗျူဟာကြောင့်ပဲဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ဒီဗျူဟာရဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေနဲ့ခေတ်သစ်စစ်ပွဲရဲ့အပြောင်းအလဲတွေကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တမိုင်းတစ်လျှောက်မှာအင်အားကြီးမားတဲ့နိုင်ငံတွေဟာအင်အားနည်းပါးတဲ့နိုင်ငံတွေကိုတိုက်ခိုက်တဲ့အခါခေါင်းဖြတ်စစ်ဗျူဟာကိုအဓိကသုံးလို့ရှိပါတယ်။အီရတ်မှာဆိုရင်ဆာဒမ်ဟူစိန်လစ်ဗျားမှာဂရာဗီတို့ကိုဖယ်ရှားလိုက်တာနဲ့စစ်တပ်တစ်ခုလုံးအမိန့်ပေးစနစ်ပြတ်ပြီးချက်ချင်းပြိုလဲသွားခဲ့တာကိုကျွန်တော်တို့တွေ့ရှိခဲ့ရပါတယ်။ဒါပေမဲ့အီရန်ကတော့ဒီသင်ခန်းစာကိုကောင်းကောင်းယူခဲ့ပါတယ်။သူတို့ကခေါင်းဆောင်ကစနစ်ပဲဆိုတဲ့အယူအဆကိုဖျက်ဆီးဖို့2009ခုနှစ်တည်းကစတင်ပြင်ဆင်ခဲ့ကြတာပါ2026ခုနှစ်ရဲ့တိုက်ခိုက်မှုတွေမှာအီရန်ရဲ့အဓိကကုကဲရေးဌာနချုပ်တွေပျက်စီးသွားပေမဲ့စစ်တပ်ဟာမရက်တန့်သွားခဲ့ပါဘူးဒါဟာအီရန်ကစစ်တပ်ကိုဗဟိုချုပ်ကိုင်မှုကနေဖြန့်ကျက်ထားတဲ့စနစ်ပြောင်းလဲထားလို့ပါပဲမိုစစ်ဆိုတာတင်းငယ်တဲ့အစိပ်အပိုင်းတွေကိုစူးစီးပြီးပုံကြီးတစ်ခုဖန်တီးထားတာပါအီရန်ရဲ့တော်လှန်ရေးအဆောက်တပ်ဟာသူတို့ကိုသူတို့ပြည်နယ်အလိုက်တပ်ဖွဲ့30ခုအဖြစ်ခွဲထုတ်ထားပါတယ်ဒီနေရာမှာအရေးကြီးတဲ့အချက်3ချက်ရှိနေပါတယ်ပထမအချက်ကကိုပန်ဆုံးဖြတ်ပိုင်ခွင့်ပါတီဟီရန်ကဗိုလ်ဌာနချုပ်နဲ့အဆက်အသွယ်ပြတ်သွားရင်တော့ပြည်နယ်တံမှုတွေကအထက်ကအမိန့်ကိုစောင့်ကြရမလို့ပဲကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့စစ်စင်ရေးတွေလုပ်နိုင်ပါတယ်ဒုတိယအချက်ကအရင်အမြင့်ကိုယ်တိုင်ရှိခြင်းပါတပ်ဖွဲ့တစ်ခုချင်းစီမှာကိုပိုင်ဒရုန်းတွေဒုံးကျည်တွေထောက်လိုင်းစနစ်နဲ့ဒေသခံဘာစစ်ပြည်သူစစ်အင်အားတွေရှိနေပါတယ်တတိယအချက်ကတော့အချိန်အဆက်မဲ့တိုက်ခိုက်နိုင်စွမ်းပါတနေရာကတပ်ဖွဲ့ပျက်စီးသွားရင်လည်းကျန်တဲ့30ကစက်တိုက်နေမှာဖြစ်ပါတယ်ဒါကြောင့်ရန်သူကခေါင်းတစ်လုံးကိုဖျက်လိုက်ပေမဲ့နောက်ထပ်ခေါင်း30ကျော်နဲ့ဆက်ရင်ဆိုင်နေရမှာဖြစ်ပါတယ်2026ခုနှစ်မတ်လအစောပိုင်းသတင်းတွေအရအီရန်ရဲ့ဗဟိုစနစ်တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာဒီမိုးစစ်စနစ်ဟာချက်ချင်းအသက်ဝင်သွားခဲ့ပါတယ်ပြည်내တံမှုတွေဟာသူတို့ရဲ့ကိုယ်ပိုင်ဒရုန်းအစုဝေးတွေကိုအသုံးပြုပြီးတံပြန်တိုက်ခိုက်မှုတွေလှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒါနဲ့မကပဲအီရန်ရဲ့မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ဟစ်စဘိုလာနဲ့ဟူဒီတို့ကလည်းတပြိုင်နက်တည်းစစ်မျက်နှာတွေဖွင့်လာခဲ့ပါတယ်အထူးသဖြင့်ဟော်မုစ်ရေလမ်းကြောင်းကိုလည်းပိတ်ဆို့ထားပြီးကမ္ဘာရေနံဈေးကွက်ကိုပါချိန်ချုပ်လာနိုင်ခဲ့သူတွေပါဒါအီရန်ရဲ့စစ်ဗျူဟာရန်သူတွေကိုစစ်မြေပြင်မှာနေမကပဲစီးပွားရေးနဲ့နိုင်ငံရေးအရာပါအထိနာအောင်လုံနိုင်စွမ်းရှိတာကိုပြသလိုက်တာပါပဲအီရန်ရဲ့အဓိကရည်ရွယ်ချက်ကအမေရိကန်ဒါမှမဟုတ်အစ္စရေးကိုစစ်မြေပြင်မှာအပြတ်အသတ်အနိုင်တိုက်ဖို့မဟုတ်ပါဘူးသူတို့ရဲ့ရည်ရွယ်ချက်ကမရှုံးအောင်တိုက်ဖို့နဲ့ရန်သူကိုစစ်ပန်းသွားအောင်လုပ်ဖို့ပါပဲအစင်းမြင့်နီးပညာသုံးလေယာဉ်တစ်စင်းကိုဒေါ်လာတန်းရာကြီးပေးနေရချိန်မှာအီရန်ကဒေါ်လာ1000ခန်းပဲတန်တဲ့ဒရုန်းတွေနဲ့ရန်သူရဲ့ကာကွယ်ရေးစနစ်တွေကိုကုန်ခန်းသွားအောင်လုပ်ပါတယ်အချိန်ကြာလာတာနဲ့အမျှရန်သူဘက်ကစစ်စရိတ်ကြီးမားလာပြီးပြည်တွင်းနိုင်ငံရေးဖိအားတွေတက်လာအောင်လုပ်တဲ့နည်းလမ်းပါဒါကိုပျက်စီးမှုများသောအနိုင်လို့ခေါ်ပါတယ်ရန်သူကအနိုင်ရနိုင်ပေမဲ့ပေးဆက်ရတဲ့တန်ဖိုးကအရန်ကြီးလွန်းလို့မတိုက်ခဲ့ရင်ပိုကောင်းမယ်လို့ထင်သွားအောင်လုပ်ခဲ့တာဖြစ်ပါတယ်အီရန်ရဲ့မိုစစ်ကာကွယ်ရေးစနစ်ကကမ္ဘာကိုပေးလိုက်တဲ့သင်ခန်းစာကတော့ခေတ်သစ်စစ်ပွဲမှာဗဟိုချုပ်ကိုင်မှုကအားနည်းချက်ဖြစ်လာပြီးဆိုတာကိုပါပဲအနာဂတ်မှာနိုင်ငံတော်တော်များများဟာဒီလိုဖြတ်ချက်ထားတဲ့စစ်ဗျူဟာတွေကိုပုံမအသုံးပြုလာကြမှာဖြစ်ပါတယ်ခေါင်းဖြတ်စစ်ဗျူဟာနီးပညာအရပုံမတိကျလာပေမဲ့မိုးစစ်လိုစနစ်တွေကတော့အဲ့ဒီတိကျမှုကိုခံနိုင်ရရှိအောင်တိစောက်ထားတာဖြစ်ပါတယ်အီရန်ရဲ့ဒီစစ်ဗျူဟာအရှေ့အလယ်ပိုင်းကိုတွေမကပဲကမ္ဘာစစ်ရေးတမိုင်းကိုပါပြောင်းလဲပစ်လိုက်ပြီလို့ဆိုလို့ရပါတယ်ဒီဗီဒီယိုကိုကြိုက်နေတတ်တဲ့ဆိုရင် like နဲ့ subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့ခင်ဗျာအီရန်ရဲ့ဒီစစ်နီးဗျူဟာပေါ်တင်တို့ရဲ့အမြင်တွေကိုလည်း comment မှာရေးပေးခဲ့ပါဦးနော်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့စစ်ရေးနဲ့နိုင်ငံရေးအကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ subscribe လုပ်ပေးထားကြပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်